မိုင်းတို့ဘသူ့ကိုကြိုနေကြရလဲငလာပါငလာပါကိုလိုမင်္ဂလာပါငလာဒီနေ့မင်္ဂလာပါဟုတ်လားဒါမူလာကြီးကျေးဇူးပါကလေးတို့တတာနားလိုက်ပါဦးတတာလာကြည့်လားsurprise လိုက်တာကိုကြည့်လေကိုကြည့်ရတော့ view အဲ့ဒါကြည့်ရလားဒါဒီနေ့လုပ်ငန်းရှင်မမတ်စင်နာမည်ကမတ်စင် MD product နာမည်က MD အဲ့ဒီ MD product ကအခု brand ambassador ခံတာ3နှစ်ရှိဟိုနှစ်တိုင်း brand ambassador ပေါ့နော်ဒီနှစ်လည်း brand ambassador ဒါပေမဲ့ဟိုကညီလေးကိုဘယ်လိုပြောရမလဲ recommend ပေးတာပေါ့ညီလေးနဲ့လည်းရရအောင်ပေါ့ကျွန်တော်ဒီလေးရှုပ်နေတယ်တည်တယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်အခုလိုလက်တွေ့ဝင်ရတဲ့အတွက်ဘယ်လိုလုပ်ရလဲရမ်းလိမ့်ပါရမ်းလိမ့်ပါပြိတ္တကိုရမ်းလာဒီလာထိုင်အောင်ဒီမှာထိုင်အောင်ခမင်းစားခဲ့ပြီလားအမနာလည်းပြောရတယ်မစားဘူးအဲ့ဒါမလေးတန်းလာပြေးကြမယ်ခမင်းလေးတော့ခမင်းတော့ပြေးမယ်နော်ကြော်လေးရမဟောအမေလေးကိုထည့်ပြီအဲ့ဒီနဲ့အဲ့ဒီနဲ့ထည့်ရတော့အဲ့လိုစားဂျားစားကမှလိုက်ပါဒါမလို့စားမလည်းစား